MGO EV taxi နဲ့ပဲရှာနေတဲ့လူကြီးမင်းတို့အတွက်လည်းကိုလေးလာကြည့်ရှုဝယ်ယူနိုင်မယ် Drive I have all the rain with MG road show ပွဲကြီးမှာ EV ဆို SUV လည်းဖြစ်ရမယ် Driving performance လည်းစိတ်တိုင်းကျတဲ့ကားချစ်သူတွေအတွက် MGS5 EV ကားသစ်ကြီးတွေကို49 kWh နဲ့64 kWh ဆိုပြီး battery နှစ်မျိုးရှိရယ် MGS5 luxury long range နဲ့ MGS5 luxury standard range တို့ကိုလေးလာဝယ်ယူနိုင်မယ်အပြင် MGO EV taxi နဲ့ပဲရှာနေတဲ့လူကြီးမင်းတို့အတွက်လည်း slot တိုက်လည်းဖြစ်ရမယ်အတွင်းကလည်းကျယ်ရမယ်နောက်ခန်း cargo space လည်းကျယ်မကြိုက်တယ်ဆိုတဲ့သူတွေအတွက်Battery capacity 50.8 kWh နဲ့ CLTC driving range ကို920 km ထိသွားနိုင်တဲ့ MG Rowe D6 EV taxi တို့ကိုအခုမေလ15ရက်နေ့ကနေ18ရက်နေ့ထိ Junction Square Promotion Area မှာရှိနေမှာဖြစ်လို့လာရောက်ကြည့်ရှုလေ့လာဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်